ဘလူးရမ်းတက်တာစကင်းမရှိလို့မဟုတ်ပါဘူးမတကယ်အမော်တွေကပလေယာတွေနှစ်ရိုက်လုံနေတဲ့အချက်၅ချက်ကိုမတည်သေးလို့ဖြစ်ပါတယ်ဒီနေ့ဒီဗီဒီယိုမှာအဲ့အချက်၅ချက်ကိုပြောရတော့မှပြင်အဲ့ဒါတွေကိုလိုက်လုံရင်ရာရာတို့ရဲ့ win rate တွေ run တွေတက်လာဖို့ပို့ပြီးလွယ်ကူစေမှာပဲဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်ကြအောင်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Gas Gaming Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီဗီဒီယိုမှာတော့မတကယ်အမော်တွေကပလေယာတွေပြောပြမှာမဟုတ်တဲ့ secret ၅ခုပြောပြပြီးတော့မှဖြစ်ပါတယ်ဒီအချက်တွေကဘလူးပလေယာတွေနှစ်ရိုက်အတုံးပြုတ်နေတဲ့အချက်တွေဖြစ်ပြီးတော့ run တက်ချင်တဲ့ပလေယာတိုင်းတည်ထားတင်ပါတယ်ပထမတစ်ချက်ကတော့မီနီမက်ကိုအမြဲကြည့်ပါပလေယာအများစုကကိုယ့်ရဲ့ဟီရိုကိုယ့်ရဲ့ကာရက်တာကိုပဲအမြဲတမ်းကြည့်နေတတ်ကြပါတယ်ဒါပေမဲ့မတကယ်အင်ဘော်တွေကပလေယာတွေကြတော့3စက္ကန့်နဲ့5စက္ကန့်အကြာမီနီမက်ကိုကြည့်ပါတယ်အန်မီကျန်ငယ်လာဘာမှရှိအောင်မလဲဘယ်လဲကိုလာကန်းအောင်မလဲဒါမှမဟုတ်တာတဲ့ဘက်ကိုတွားနေကြတာလားဒါတွေကိုမီနီမက်နေပဲတစ်ဆင့်ကြည့်နိုင်ပါတယ်ဒီလိုမီနီမက်ကိုကြည့်ရင်အဖြစ်ကိုကဂိုးလိမ့်မှနေတယ်ဆိုပါစို့အန်မီမဲကကိုယ့်လေကိုလာကန်းနေပြီလားဆိုတာမီနီမက်ကိုခဏခဏကြည့်ခြင်းအဖြစ်သိနိုင်ပါတယ်နောက်တစ်ချက်ကတော့ကီးထက်ပို့ပြီးတော့ကိုကအရေးကြီးပါတယ်ကီးရတာတော်တော်လေးကောင်းပါတယ်ဒါပေမဲ့ကိုရတာပို့ပြီးတော့အရေးကြီးပါတယ်မီနီယန်တွေကိုရှင်းမှာတာဝါကိုရှိခွာပါတာဝါချိုးနိုင်ချိုးပါတာတဲ့ယူပါဘိုးများလာရင်အိုက်တန်ပိုမြန်မြန်ထွက်ပြီးတော့ဒိုင်းမစ်ပိုများပါလိမ့်မယ်ပြီးတော့ကီးရတာကိုရတယ်ဆိုပေမဲ့လည်းကီးခဏခဏရနေရင်ကိုရတဲ့ပမာဏနဲ့တော့ပါတယ်ဒါကြောင့်မို့လို့ပဲကိုရနိုင်လောက်ရအောင်စုပါအားလီဂိမ်းမှာဘလောက်နှိမ်ခမ်းကကိုများလာရင်လေဂိမ်းမှာအပစ်ကမ်ဘတ်ပြန်လုံးနိုင်ပါတယ်နောက်တစ်ချက်ကတော့စကီကိုတစ်ခါတည်းမတုံးပါနဲ့အန်မီမြင်တာနဲ့စကီကုန်တုံးပြလိုက်တာဘီဂနာတွေရဲ့အမှားဖြစ်ပြီးတော့မတကယ်ဘော်တွေကပလေယာတွေကြတော့ enemy ဘက်က dash တွေပြီးပြီလား stand တွေတုံးပြီးပြီလားဆိုတာကြည့်ပါတယ်အဲ့ဒါတွေပြီးမှ skill တွေ ultimate တွေကိုအသုံးပြုပါတယ်ဒါကြောင့်မဲ skill တစ်ခုခုတုံးမယ်ဆိုရင်တခြားလေးစဉ်းစားပြီးမှတုံးပါ push control လုပ်ပါ push control ဆိုတာခြုံတွေကိုအသုံးပြုခိုင်းတာဖြစ်ပြီးတော့ခြုံထဲမှာ enemy စောင့်နေနိုင်ပါတယ်ကိုကအဲ့ခြုံနဲ့မဝင်ပဲနောက်ထပ်ခြုံတစ်ခြုံကနေဒီကမျက်လုံးပုံကြည့်ခြင်းအဖြစ်ဒီခြုံမှာ enemy ရှိလားမရှိလားသိနိုင်ပါတယ် T5 မစခင်မှာခြုံတွေကိုစစ်ပါ vision ယူပါမုံမာကိုအရင်ဝင်ခိုင်းပါ push control ဆိုတာဂိမ်းကိုအနိုင်ရဖို့အရေးကြီးတဲ့အချက်တစ်ခုပါပဲနောက်တစ်ချက်တော့ teammate fight ကိုမဝင်ပါနဲ့ teammate တွေဝင်လို့လိုက်ဝင်နေဆိုတာမျိုးမဟုတ်ပဲနဲ့ enemy က9ယောက်ရှိပြီးကိုကနဲ့2ယောက်ပဲရှိရင်ဗတဲ့မဝင်မဲ့နဲ့ fan မှာတာဝါချိုးတာဒါတွေကလုံးဝကောင်းနေဖြစ်ပြီးတော့မတကယ်အမော်တွေကပလေယာတွေကြတော့ဘယ် fight ကိုဝင်တင်လဲဘယ် fight ကိုမဝင်တင်ဘူးလဲဆိုတာသိပါတယ်ဒါကြောင့်မို့ဗတဲ့ဝင်တင်မဝင်တင်အရေးကြီးဆုံးဆုံးဖြတ်ချက်တစ်ခုပဲဖြစ်ပါတယ်ဒါတွေကိုတိတိကျကျလေးတုံးနိုင်မယ်ဆိုရင်တော့ညီကူတို့ကမထင်တားလောက်စကေးကောင်းတဲ့ပလေယာတွေဖြစ်လာမှာပါခုပြောထားတဲ့အချက်တွေထဲမှာဘယ်အချက်တွေကိုသဘောကျလဲဆိုတော့အောက်ကကွန်မန့်ဖြေပေးတော့လို့ရပါတယ်ဗီဒီယိုလေးကိုသဘောကျကြိုက်နေတတ်တယ်ဆိုရင် like လုပ်ပြီး subscribe လုပ်ဖို့လည်းမမေ့ပါနဲ့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်ပါ